အားလုံးမင်္ဂလာပါအခုဒီဗီဒီယိုထဲမှာက Cambridge ကထုတ်ထားတဲ့ Essential Grammar Use ဆိုတဲ့စာအုပ်ထက်က Unit 51သင်ခန်းစာကိုလေ့လာမှာဖြစ်ပါတယ်ဒီစာအုပ်ရဲ့ Unit 51 to 54အဖြတ်ကိုဆိုလို့ရှိရင်တော့သူက ing and to ဆိုပြီးခေါင်းစဉ်တက်ထားတယ်ပေါ့နော်ဒီ Unit 51မှာတော့ ing form တွေရဲ့အကြောင်းနည်းနည်းလေ့လာမှာပေါ့နော်ရှေ့ unit တွေမှာတွေ့ခဲ့ပြီးသားတွေလည်းဒီမှာပြန်ပြီးလေ့လာမှာဖြစ်ပါတယ်ဒီ unit 51ရဲ့ခေါင်းစဉ်ကတော့ work working go going do doing ပေါ့နော်အရင်ဆုံးဒီ section A မှာဆိုလို့ရှိရင်ဒါ infinitive form တွေပေါ့ work တို့ go တို့ be တို့မူရင်း verb တွေပေါ့ verb form မူရင်း ses မပါတဲ့ form လေးတွေ will တွေ can တွေ must တွေ model verb တွေပေါ့ရှေ့မှာတွေ့ခဲ့တဲ့ model verb တွေ can could shall should will ဖို့ဒီမှာလည်းသူပြန်ပြထားတယ်အဲ့ဒီနောက်မှာ infinitive form ပဲသုံးရမယ်အဲ့တော့ဒါတွေကရှေ့ unit တွေမှာအများကြီးလေ့လာခဲ့ပြီးပါပြီ unit 27နဲ့28 29 30 31 32 34တို့မှာပေါ့နော်ဒီ unit တွေအကြောင်းဒါတွေကလေ့လာခဲ့တယ်အဲ့ဒါကိုပြန်ပြီးတော့ဒီမှာပြန်ပါတာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ model verb တွေအနောက်မှာ infinitive verb form လေးလိုက်တယ် Anna will be here songs Anna ကမကြခင်ဒီကိုလာလိမ့်မယ်ပြီးတော့ shall I open the window shall I ကကြတော့ရှေ့မှာပြန်ပြီးမှတ်မိရင်လည်းမှတ်မိလိမ့်မယ်တယောက်ယောက်ကိုဒါလောက်လိုက်ရင်ကောင်းမလားလို့မေးတဲ့အခြေအနေမျိုးမှာသုံးတယ်ပေါ့နော်ပတင်းပေါက်ဖွင့်လိုက်ရမလားပတင်းပေါက်ဖွင့်လိုက်ရင်ကောင်းမလားဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်တယ် I might phone you later မကြခင်ဖုန်းခေါ်လိုက်မယ်ပေါ့ဖုန်းခေါ်ကောင်းခေါ်လိုက်မယ်မိတိုင်း6 years ကြတော့ဒီမှာကြတော့ဒီမိတိုင်းကကြတော့တခုခုကိုခွင့်တောင်းတာလုပ်ပေးရစီထိုင်ပေးရစီလို့ခွင့်တောင်းတာမိတိုင်း6 years ပေါ့ဒါရှေ့ unit တွေမှာပါတယ်ပြန်ပြီးတော့ကြည့်လို့လည်းရတယ်ပြီးတော့ can ကကြတော့လုံနိုင်တယ်မလုံနိုင်ဘူးဆိုတဲ့အခြေအနေပေါ့ I can meet you tomorrow ငါမင်းကိုမနေ့ဖြန်မတွေ့နိုင်ဘူးပေါ့Could you pass me the salt please could you ကကြတော့တခုကို request လုပ်တဲ့အခြေအနေမှာတုံးတယ် could you pass ကကြတော့လက်ကမ်းပေးတာဒီစားလေးလက်ကမ်းပေးလို့ရမလား please ပေါ့ unit 30မှာဆိုပုံလေးနဲ့တောင်ပြထားတာမျိုးရှိတယ်ပေါ့နော် it is late နောက်ကျနေပြီ I must go now အိမ်ပြန်ရတော့မယ်ရမယ်ပေါ့ must ကနည်းနည်းပြင်းထန်တယ်ပြီးတော့ should ဆိုလို့ရှိရင် should ကိုအကြံပေးတဲ့အခြေအနေဒီမှာသုံးတယ် positive လည်းသုံးတယ် negative လည်းသုံးတယ် you shouldn't work so hard အဲ့ဒီရှေ့ unit မှာတော့ဆိုရင်တော့ပုံနဲ့ပြရတယ်ပုံထဲမှာတော့တော်တော်လေးပင်ပန်းနေတဲ့ပုံရောက်တယ်အဲ့တော့အရင်မလုပ်နေနဲ့လေရမ်းမကြိုးစားနေနဲ့လေလို့ပြောတာမျိုးပေါ့နော်အရှိမှာတော့အဲ့ဒီ unit မှာပြန်သက်ကြည့်လို့ရတယ်ပြီးတော့ what you like ကကြတော့တခုကိုလှုပ်ချင်တာတို့ကန့်လန့်တဲ့အခြေအနေမျိုးတွေမှာသုံးတယ် what you like some coffee တောက်မလားဒီမှာအရင်ဆုံးသူပြောချင်တာကတော့ဒီ model verb တွေအနောက်မှာ infinitive form လိုက်တယ်ပေါ့နော်အဲ့ဒါပေါ့ပြီးတော့ဒါတွေကလည်းရှေ့မှာတွေ့ပြီးသားတွေပါဒီမှာဆိုလို့ရှိရင်တော့ do does did ဒီနောက်မှာ infinitive လိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာ do does present simple ဆိုရင် do that verb to past tense ဆိုလို့ရှိရင် did ကိုသုံးတယ် do work လောက်လား unit 6နဲ့7မှာကြည်နိုင်တယ် they don't work hard သူတို့လောက်ရမ်းမကြိုးစားဘူးဒီ don't နောက်မှာ infinitive လိုက်တယ် doesn't နောက်မှာ no Helen doesn't know many people Helen ကလူအများကြီးကိုမသိဘူး how much does this cost ဘယ်လောက်ကြာလဲပေါ့နော်ဒီ does နောက်မှာ cost verb infinitive form လေးပြန်လိုက်တယ်What time did the train leave ယထာပဲအချိန်ထွက်ခဲ့လဲအဲ့တော့ဒီမှာ DINE did ပါတဲ့အတွက်နောက်က verb ဒီ infinitive form ပဲဖြစ်ကြမယ် We didn't sleep well ကောင်းကောင်းအိပ်မပျော်ခဲ့ဘူးပေါ့အဲ့တော့ဒီမှာ didn't အနောက်မှာ sleep ပေါ့ infinitive form လေးလိုက်တယ်ဒီအထက်ကိုကြတော့ရှေ့ unit 6 7ရဲ့ unit 12မှာပြန်ကြည့်နိုင်တယ်ပေါ့နော်ပြီးတော့ to နောက်မှာ infinitive form လိုက်တယ် to work to go to be ပေါ့နော် etc ပေါ့ to plus infinitive going to အနောက်မှာ infinitive form လေးပြန်လိုက်မယ် I'm going to play tennis tomorrow going to ဆိုတာတော့တခုခု plan ပြီးတော့သိကြတဲ့အခြေအနေမျိုးလေးတွေမှာတုံးတဲ့ unit 26မှာကြည့်နိုင်တယ် then what are you going to do ဘာလုပ်မှာလဲဒီဟာမျိုးတွေပေါ့နော်ဒီ going to နောက်မှာ infinitive လိုက်တယ်ပြီးတော့ have to ဆိုတဲ့အဓိပ္ပာယ်တစ်ခုခုကိုဒါလုပ်ရမယ်ပေါ့သူ့မှာဒါလုပ်ရတော့မယ်ဆိုတဲ့အခြေအနေမျိုးလေးတွေ I have to go now သွားရတော့မယ် have to နောက်မှာ infinitive လိုက်တယ် everybody has to eat ဒီမှာ has to နောက်မှာ eat ကိုလိုက်တယ် infinitive form လေးပေါ့နော်ဒါ unit 33မှာကြည့်နိုင်တယ်ဒီမှာဆိုလို့ရှိရင်1 2ပေါ့နော်ဒါတော့ unit 52မှာတွေ့မှာ do you want to go out ပြင်သွားခြင်းလားWhen they don't want to come with us အဲ့တော့ဒီမှာ1 2အနောက်မှာ infinitive form လေးတွေလိုက်တယ်ပြီးတော့ would like to ကလည်း1 2နဲ့တော့ဆင်တယ်သူကချင်တယ်ပေါ့နော်တခုခုပြုလုပ်ချင်တယ်ဆိုတဲ့ဟာတွေရင်ကြည်ကြည်ပြောတဲ့အခြေအနေမျိုးလေးတွေပေါ့ I would like to talk to you ကျွန်တော်ခင်ဗျားနဲ့စကားပြောချင်ပါတယ် Would you like to go out ပြင်သွားခြင်းပါသလားပေါ့နော်ဒါ would you like ကကြတော့ရင်ကြည်ကြည်ပြောတာ1 2နဲ့တော့ဆင်တယ်အဲ့တော့ဒါကကြတော့ unit 34မှာလည်းရှေ့မှာလေ့လာပြီးပါပြီused to ကကြတော့အတိတ်တုန်းကရှိခဲ့တဲ့အခြေအနေတခုကလက်ရှိမှာမရှိတော့ used to ကိုသုံးတယ် Dave used to work in a factory Dave က
စက်ရုံတရုံမှာအလုပ်လုပ်ခဲ့တယ်အရင်တစ်ချိန်တော့လုပ်ခဲ့တာအခုမလုပ်တော့ဘူးဆိုတဲ့ဟာမျိုးသုံးတယ် used to အနောက်မှာလည်း infinitive form လေးလိုက်တယ်ဒါကကျတော့ unit 36မှာကြည့်နိုင်တယ်အဲဒီမှာဆိုလို့ရှိရင် going to တို့ have to တို့ want to တို့ would like to တို့ used to တို့ဒီ to တွေနောက်မှာ infinitive form တစ်လုံးနဲ့လိုက်တဲ့ဝါကြတွေအကြောင်းပြန်ပြီးနှွေးတာမျိုးပေါ့နော်ဒီ section C မှာတော့ ing form တွေပေါ့နော်ဒီ present continuous တို့ past continuous တို့မှာ MSR နောက်မှာ verb ing လိုက်တဲ့ present continuous form past continuous form တွေပေါ့အတိတ်ကာလဒါမှမဟုတ်လို့ရှိရင်လက်ရှိကာလမှာပြုလုပ်နေတဲ့အရာတွေကို present continuous နဲ့ past continuous တုံးတယ်ဒီအပေါ်သုံးခုကကျတော့ present continuous ဒီအောက်သုံးခုကကျတော့ past continuous ပေါ့ please be quiet ကျေးဇူးပြုပြီးတတိယနေ့ I'm working ကျွန်တော်အလုပ်လုပ်နေတယ်ဒီမှာ MSR နောက်မှာ ing form လိုက်တဲ့ present continuous form ပေါ့Tom isn't working today. Tom ကဒီနေ့အလုပ်မလုပ်ဘူးပေါ့ What time are you going out? ဘယ်အချိန်ပြန်သွားမှာလဲအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါ present continuous form နဲ့ MSR အနောက်မှာ verb ing လိုက်တာဒီမှာကျတော့ was were အနောက်မှာ verb ing လိုက်တာပေါ့ It was raining မိုးရွာနေခဲ့တယ် so we didn't go out ဒါကြောင့်အပြင်မသွားခဲ့ဘူးဒါတွေကကျတော့ unit 73နဲ့14မှာပြန်ကြည့်နိုင်တယ် present continuous ဆိုလို့ရှိရင်3 4 8 25တို့မှာကြည့်နိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် What were you doing at 11:30 yesterday မနေ့က17နာရီခွဲမှာဘာလုပ်နေခဲ့လဲဒီမှာ were အနောက်မှာ verb ing ပေါ့ဒါကတော့ present continuous နဲ့ past continuous ပေါ့နော်ဒီ unit ကိုအနှစ်ချုပ်ပြန်ပြောရမယ်ဆိုလို့ရှိရင် model verb တွေဖြစ်တဲ့ can could shall should will ကိုအနောက်မှာ verb infinitive လိုက်တယ် to အနောက်မှာ infinitive လိုက်တယ်ပြီးတော့ present continuous past continuous form နဲ့ရေးထားပြီးဆိုလို့ရှိရင် MSR was were အနောက်မှာ verb ing လိုက်တယ်MSR was were အနောက်မှာ verb ing ကအမြဲတမ်းလိုက်တာတော့မဟုတ်တခါလေ passive voice တွေမှာဆိုလို့ရှိရင် verb 3လို့ခေါ်တဲ့ past participle သုံးတာလည်းရှိတယ် present continuous တို့ past continuous တို့ဆိုလို့ရှိရင်တော့ဒီအနောက်မှာရှိတဲ့ verb က ing form ဖြစ်မယ်ပေါ့နော်အဲ့ဒါတွေပြီးသွားရင်တော့ exercise တွေလုပ်ရမှာဖြစ်ပါတယ် exercise 51.1 မှာဆိုလို့ရှိရင် complete the sentences right ရေးပေးပါပေါ့ phone for ဒါမှမဟုတ်လို့ရှိရင် to phone for ပေါ့ဒီဝါကြတွေအကုန်လုံးဒီနှစ်ခုတည်းနဲ့ပဲဖြည့်ပေးရမယ်တချို့ကလည်း phone ကိုနည်းနည်းစိမ့်နေ phone ဆိုတာ call နဲ့တူတူပဲ I will call Paul လို့ I will phone Paul လို့ပေါ့နော်အဲ့လိုမျိုး phone ကိုသုံးတာအဲ့တော့ဒီမှာဆိုလို့ရှိရင် word အနောက်မှာ infinitive လိုက်တယ် going ဆိုရင်တော့ဒါ to ဖြစ်မှာပေါ့အဲ့တော့ဒီဘက်အချမ်းက phone Paul ဖြစ်မလား to phone Paul ဖြစ်မလားပေါ့အဲ့နှစ်ခုတည်းတစ်ခုရွေးရမယ် can ဆိုလို့ရှိရင်တော့ဒါ infinitive ဖြစ်လိမ့်မယ်ဒီမှာ shall ဆိုလို့ရှိရင်လည်း infinitive ဖြစ်လိမ့်မယ်အဲ့လိုမျိုးပဲဒီဝါကြတွေအကုန်လုံးတခြားကြိုးစားပြီးဖြည့်ကြည့်ပါဘယ်ကောင်ကကျတော့ you infinitive ပဲလဲဘယ်ကောင်ကကျတော့ to plus infinitive ဖြစ်မလဲဆိုတာဖြည့်ရမှာပေါ့နော်ပြီးတော့ဒီ 51.2 မှာဆိုလို့ရှိရင် complete the sentences with the verb from the box ဒီ box ရဲ့ verb တွေနဲ့ဖြည့်ရမယ် sometime တခါတည်းမှာတော့ you need the infinitive form လို့လိမ့်မယ် work to go လို့ etc ပေါ့ sometime you need ing form လို့လိမ့်မယ်အဲ့တော့ဒီမှာပြန်ကြည့်ကြည့်မယ် please be quiet ကျေးဇူးပြုပြီးတိတ်နေ I am ဆိုလို့ရှိရင်တော့ဒါ working ဖြစ်မှာ ing form ဖြစ်လိမ့်မယ် I'm working I feel tired today ဒီနေ့ပင်ပန်းနေတယ်I didn't ဆိုလို့ရှိရင်တော့မနေ့ညကဒါအိတ်မပျော်ဘူးပေါ့ do that did အနောက်မှာ verb infinitive လိုက်တဲ့ sleep ပေါ့အဲ့တော့ what time do ပါလို့ရှိရင်ဒီမှာ infinitive ဖြစ်လိမ့်မယ်are ပါလို့ရှိရင် ing form ဖြစ်လိမ့်မယ်အဲ့လိုမျိုးပဲဒီဝါကြတွေအကုန်လုံးတေချာကြိုးစားပြီးဖြည့်ကြည့်ပါဒီ exercise ကိုဖြည့်တဲ့အခါမှာ model verb တွေနဲ့ to အနောက်မှာဆိုရင် infinitive လိုက်တယ် MSR was were အနောက်မှာဆိုလို့ရှိရင်တော့ ing form လိုက်တယ်ဆိုတာလေးသင်ရပါတယ်ဒီ 51.3 ကကျတော့ put the verb in the correct form verb form လေးမှအောင်ရွေးပေးရမှာပေါ့ infinitive ဆိုလို့ရှိရင် work to go လို့ဒါမှမဟုတ်လို့ရှိရင် to infinitive ဖြစ်မလား ing form ဖြစ်မလားပေါ့ဒီမှာ shall ဆိုလို့ရှိရင်တော့ဒီကောင် open ပဲဖြစ်တော့မှာ I have to ဆိုလို့ရှိရင်တော့ have အနောက်မှာ to တလုံးကထပ်ထည့်ပေးရမယ် have to ကို I have to go now အဲ့တော့ဒီမှာ go ဖြစ်သွားလိမ့်မယ်Number 3မှာဆိုလို့ရှိရင် isn't ဆိုလို့ရှိရင်တော့ဒါ present continuous form ဖြစ်သွားပြီ working ပေါ့ပြီးတော့ဒီမှာ don't ပါတယ် I don't want one အနောက်မှာကျတော့ to တလုံးလဲလို့တော့ want to မှာသူအတိတ်ပဲဖြစ်မှာဟုတ် I don't want to go out ပေါ့အဲ့တော့ to ကလည်းလိုရင်ထည့်ပေးရမယ်ပေါ့နော် to လိုရင် to ထည့်ရမယ်ဒါမှမဟုတ် infinitive တိုက်ရိုက်ဖြစ်မလား ing ဖြစ်မလားဆိုတော့ဒီဟာလေးတွေတခြားစူးစမ်းပြီးဖြေရမယ်ပေါ့နော်ဒီ exercise ကလည်းခုန verb form တွေကိုပဲသတိထားပြီးဖြေရမှာမျိုးဖြစ်ပါတယ်